Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United အနေနဲ့ Sunderland နဲ့ပွဲမှာရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့မှနီးပြဖြစ်တဲ့ Ruben Amorim ကိုထုတ်ပယ်ဖို့အတွက်အခြေအနေမရှိသေးဘူးဆိုပြီးတော့ဒီ Athletic ကနေပြီးတော့ကျွန်တော်တို့ပြောလာတာရှိတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့အဓိကဒါကဒီဘယ်လိုပြောမလဲ Lorry ကပေါ့နော် Lorry ဝင်ဝင်ကနေပြီးတော့ကျွန်တော်ဒီ Talk of the Devil podcast မှာသူပြောထားတာပေါ့နော်သူရထားတဲ့ကျွန်တော်ဒါဒီသတင်းကိုinformation ကိုသူပြောတာပေါ့เนาะအဲ့ podcast ထဲမှာဆိုလို့ရှိရင်သူဘာပြောထားလဲဆိုတော့ Manchester United နဲ့ပေါ့เนาะနီးစပ်တဲ့လူတွေနဲ့သူစကားပြောကြည့်တဲ့အနေထားအရာဆိုရင်အကယ်လို့ Sunderland နဲ့ပွဲမှာ Manchester United နဲ့ရှုံးနိမ့်ခဲ့မယ်ဆိုတော့ပေါ့เนาะ Ruben Amorim ရဲ့အနာဂတ်ကအပြောင်းလဲဖြစ်သွားမယ်လို့သူမထင်ဘူးပေါ့ဗျာအကယ်လို့ Sunderland နဲ့ပွဲမှာရှုံးရင်တော့မှ United မှာဆက်ပြီးတော့ရှိအောင်မယ်လို့သူထင်တယ်ပေါ့เนาะအခုတစ်ပတ်သူတောင်းရှိသူတွေနဲ့ပြောပုံရဆိုလို့ရှိရင်တော့ဗောနော်သူ information ရထားတာတွေကအတူတူပဲเนาะပြီးခဲ့တဲ့ပတ်တုန်းကလည်းဒီ information ပဲเนาะပြောချင်တာက Amorim ရဲ့အနာဂတ်ဒီစိတ်လှုပ်ရှားစရာဖြစ်မနေဘူးစိတ်ပူစရာဖြစ်မနေဘူးအားလုံးကအေးအေးဆေးဆေးပဲပေါ့เนาะဒီတိုင်းပဲကျွန်တော်ဖြစ်နေတာအထူးသဖြင့် Sergeant Ratcliffe က Amorim ရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့သူဖြစ်တယ်ဗောနော်မဆုံးဖြတ်ခင်မှာတော့သူ့အနေနဲ့ Jason Wilcox တို့ဟလားဂလီဇာတို့စီကပဲဖြစ်ဖြစ်ပေါ့ဗျာလက်ရှိအသင်းမှာကျုံတို့ဂျူဝယ်ဂလီဇာတို့ဘာလို့သူတို့စီကပဲဖြစ်ဖြစ်အိုမာဘာဒါရာတို့စီကနေပြီးတော့အကြံဉာဏ်နေသူယူကောင်းယူလိမ့်မယ်ဒါပေမဲ့နောက်ဆုံးဖြတ်ရမှာက Sergeant Ratcliffe တာဖြစ်တယ်ပေါ့အဲ့ဒီတော့သူ့အနေနဲ့ Amorim ရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့သူသို့တော်လည်းပဲ Amorim ကို100ဒီလုံးကိုပဲသူကအချိန်ပေးနေတာ Sergeant Ratcliffe က100ဒီလုံးကိုအချိန်ပေးနေတာပေါ့နော်သူ့အနေနဲ့ Amorim အခြေအနေကောင်းလာဖို့ Amorim အတွက်ကစားဘာလဲလူစင်းရင်နေတခုလုံးပြောင်းလဲပြီးဖို့လိုတယ်လို့သူယူဆတယ်ပေါ့နော်ဒါအပြင်နီးပြရဲ့အနေထားကိုကျွန်တော် judge လုပ်ဖို့ဆိုလို့ရှိရင်လည်းပဲ100ဒီလုံးအချိန်ပေးဖို့လိုတယ်လို့သူထင်တယ်ပေါ့ဗျာဒါမှသာလျှင် fair ဖြစ်တဲ့ဆုံးဖြတ်ချက်မျိုးကိုသူ့အနေနဲ့ချခွင့်ရမှာလို့သူယူဆတယ်ပေါ့နော်လောလောဆယ်မှာဆိုလို့ရှိရင်တော့ပေါ့နော်ဘယ်လိုပြောမလဲမှန်ဒီဖြစ်စီမမှန်ဒီဖြစ်စီညင်းလို့ရတာတွေရှိနေပြီမယ်လို့လောလောဆယ် Sergeant Ratcliffe ကတော့ရှင်းတယ် Amorim ကိုအချိန်ဆက်ပေးခြင်းသေးတယ်အဲ့ဒီတော့နီးပြဖြစ်တဲ့ Ruben Amorim ရဲ့အနာဂတ်က Sunderland နဲ့ပွဲမှာရှုံးနေခဲ့မယ်ဆိုရင်တော့မှအပြောင်းလဲဖြစ်လာဖို့မရှိဘူးပေါ့နော်ဒါအပြင်ဆက်ပြီးတော့ပြောရတာက United တာဝန်ရှိသူတွေရဲ့ဘက်ကတော့ Amorim ကိုရေရှည်အခြေအနေနဲ့အချိန်ပေးပြီးတော့ကြည့်ကျင်တာဖြစ်တဲ့အတွက် Sunderland နဲ့ပွဲကမိနစ်90နော်မှာပုံပေါ်ခဲ့တဲ့ရလက်ကလေးတစ်ခုကအဲ့ဒါကြီးကိုလုံးဝအပြောင်းလဲဖြစ်မှာမဟုတ်ဘူးအသင်းရဲ့ဘက်ကတော့ပေါ့နော်ဒီတာတွေအရတိုးတက်မှုတွေရှိနေတယ်ဆိုတာကိုသူတို့တွေကလက်ခံထားလို့ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ခြုံကြည့်ရလို့ရှိရင်တော့ဗျာ Sunderland နဲ့ပွဲမှာရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့မှ Amorim ကိုအသင်းဘက်ကမပြောင်းလဲဘူးဘာလို့လဲဆိုတော့ data တွေကတိုးတက်မှုတွေမြင်နေရလို့ပဲနီးပြကိုပေါ့နော်100ဒီလုံးကျွန်တော်တို့နေတဲ့အချိန်ပေးပြီးမှဆုံးဖြတ်တဲ့လို့သူတို့ထင်လို့ပဲ Sergeant Ratcliffe ကိုယ်တိုင်က Amorim ကိုယုံကြည်နေသေးလို့ပဲပေါ့နော်ဒါအပြင်မိနစ်90အတွင်းမှာပေါ်ခဲ့တဲ့ရလဒ်ကလေးတစ်ခုနဲ့တင်ဆုံးဖြတ်မယ်ဆိုရင်မျှတတယ်လို့သူတို့မထင်ဘူးပေါ့ဘလို့လုံးကြမလဲဆရာသမားကြီးเนาะဒီနေရာမှာကျွန်တော်တို့အနေနဲ့ Lorry တို့ဘာလို့ဆိုတာမျိုးဒီ Athletic ကသူတွေကတော့သူတို့မှာ inside information တွေရှိတယ်ပေါ့နော်သူတို့အထက်ကမှာနီးစပ်တဲ့သူတို့မှာသတင်းရင်းမြစ်တွေသူတို့ရှိတယ်ဒါသူတို့တွေနဲ့စကားပြောလို့ဘာလို့ရတယ်ပေါ့ဗျာဒီ Athletic တို့ဘာလို့ကတော့ယုံကြည်ရတဲ့နေရာမှာပါတယ်ပေါ့နော်တခုရှိတာကတော့အသင်းတောင်ရှိသူတွေရဲ့ဘက်ကမလိုအပ်တဲ့ခုနကပြောလို့ပဲ noise တွေပေါ်မှာဆိုလို့ဒီလိုမျိုး PR တွေလွှင့်ထားသလားပေါ့ဒါမျိုးကလည်းကျွန်တော်တို့ဖြစ်ချင်လည်းဖြစ်မှာပေါ့နော်တေးကြတာတခုကတော့ဗျာနော်တေးကြတာတခုကတော့အကယ်လို့ Sunderland နဲ့ပွဲမှာရှုံးနေခဲ့ပဲဆိုရင်တော့မှမထုတ်ဘူးဆိုတာမျိုးကတော်တော့အသင်းဘက်ကမှားနေပြီဗျာတိလားမှားနေပြီသူတို့ကတော့ပြောတာကဘာလဲဆိုတော့ Sunderland နဲ့ပွဲကမိနစ်90အတော်တွင်ပေါ်ခဲ့တဲ့ရလဒ်ကလေးပေါ်မူတည်ပြီးတော့အပြောင်းလဲလုပ်မယ်ဆိုရင်ပေါ့နော်သူတို့အနေနဲ့ဒါမျှတတယ်လို့မခံစားရဘူးပေါ့ဒါကမိနစ်90အတော်တွင်မှာတို့ပေါ့နော်မိနစ်90ပေါ်မှာမူတည်ပြီးတော့ပေါ်လာတဲ့ရလဒ်ကိုကျွန်တော်တို့ကဆုံးဖြတ်ရမှာမဟုတ်ဘူးဒါကျွန်တော်တို့ဒါမိနစ်90လေးတွေမဟုတ်တော့ဘူးဒါဟာ100ဒီလုံးဖြစ်နေပြီဗျာဒီလားပြီးခဲ့တဲ့100ဒီလုံးစာကနေပြီးတော့အခုချိန်ဒီအခုဆိုကျွန်တော်တို့6ပွဲကစားပြီးသွားပြီပြီးခဲ့တဲ့100ဒီလုံးကနေအခုချိန်ဒီကျွန်တော်တို့ပေါ့နော်ကြည့်ပြီးတော့နီးပြရဲ့အနေထားကိုကျွန်တော်ပြောကြတာထားပါတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့100ဒီလုံးက1-4ဝင်နိုင်ခဲ့တယ်ပြီးခဲ့တဲ့100ဒီကနော်ဒီယာဒီမှာလည်းအခြေအနေကောင်းနေပြီးတော့ Sunderland နဲ့ပွဲမှာရှုံးရင်တော့ထုတ်မှာဟေးဆိုတဲ့ပုံစံမျိုးဆိုရင် okay ထားအောင်တော့အဲ့ဒါမိနစ်90ဒါပေမဲ့ဒါဟာမိနစ်90မဟုတ်တော့ Sunderland နဲ့ပွဲကကျွန်တော်ပေါ့နော်အနေထားရောက်လာတယ် Sunderland နဲ့ပွဲကလိုမျိုးအခြေအနေဆိုလို့ရှိရင်ထုတ်ပယ်ဖို့တင်ပြီးဟေးပါညာပြောနေကြတဲ့အနေထားတွေရောက်လာတယ်ဆိုတာကရှေ့ပွဲတွေမှာတိုင်ပက်ခဲ့လို့ပဲမိနစ်90လေးအပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြောနေကြနော်ဝေဖန်နေကြတာမဟုတ်ဘူးရှေ့မှာပေါ်လာခဲ့တဲ့အရာတွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကဝေဖန်ကြတာ
ဟုတ်တယ်မလားဘာလို့လဲဆိုတော့ဆန်ဒလက်နဲ့ပွဲမှာကျွန်တော်တို့ပေါ့နော်ဟိုတိုင်ပတ်တာနဲ့ထုတ်ရအောင်ကလည်းအဲ့ဒီတပွဲတည်းဆိုရင်တော့ထားအောင်တော့ဒါပေမဲ့ရှေ့မှာတရားဒီလုံးကျွန်တော်တို့ကခြုံပြီးတော့တိုင်ပတ်လာတာပြီးခဲ့တဲ့ရာသီအဆင့်ဆန်ကဘယ်နီးပြလက်အောက်မှာမှကျွန်တော်တို့တက်တန်းတစ်လျှောက်လုံးဘယ်နီးပြလက်အောက်မှာမှကျွန်တော်မရောက်ခဲ့တဲ့နေရာကိုကျွန်တော်ရောက်ခဲ့ရတယ်အခုဒီရာသီမှာလည်းပဲအဲ့ဒီတိုင်းကြီးကျွန်တော်ဆက်သွားနေတော့မယ်ပြီးခဲ့တဲ့နေရာဒီပြောင်းရှုမှာတန်း300လောက်ကျွန်တော်တို့ပေါ့နော်ကစားမအားဖြစ်မှုတွေမှာကျွန်တော်တို့တုံးထားတယ်ဆိုတော့မိနစ်90လေးအပေါ်မှာမူတည်ပြီးတော့ဝေဖန်ပြောဆိုရေးသားနေကြတာမဟုတ်ဘူးထုတ်ပေတင်တဲ့ပါညာဆိုတာဆန်ဒလက်နဲ့ပွဲတစ်ပွဲပေါ်မူတည်ပြီးတော့ဆုံးဖြတ်တင်တာကျွန်တော်မဟုတ်ကျွန်တော်အကုန်လုံးကိုကျွန်တော်ခြုံကြည့်ရတာဆိုတော့အကယ်လို့စာချင်းအနေနဲ့ငါကတော့ဆန်ဒလက်နဲ့ပွဲကရက်လက်လေးတစ်ခုနဲ့တင်အမိုရင်ကိုထုတ်မှာမဟုတ်ဘူးလို့ယူဆနေရင်ကျွန်တော်ကတော့စာချင်းဟာအသင်းကိုဆွဲချဖို့ရောက်လာတယ်လို့ပဲကျွန်တော်တို့ယုံကြည်တော့မယ်ဘာလို့လဲဒီဘက် Chelsea fan ကိုနော်ဘလောက်ပဲ PR တွေအသုံးပြုပြီးတော့ Manchester United fan မှာပြောနော်ဘလောက်ပဲဘာပဲပြောဗျာစာချင်း Radcliffe ဒီ United ရဲ့ပရိသတ်ဟုတ်မနေဘူးတော့လက်ရှိငွေလောကဖြစ်တဲ့အတွက်ကျွန်တော်ပေါ့နော်ပရိသတ်ဟုတ်တာမဟုတ်တာအသာထားကိုလက်ရှိကင်တွေပိုင်ဆိုင်နေရတဲ့ဒီအတင်ကိုပိုင်ဆိုင်တဲ့အရာတခုကိုကောင်းလာဖို့ကတော့သူတို့တွေလူတိုင်းကြိုးပမ်းကြမှာပဲဒါပေမဲ့လို့အမ်မိုရီကိုဆက်ထားမယ်ဆိုရင်နော်ဆန်ဒလန်နဲ့ပွဲမှာရှုံးမယ်ဆိုရင်တော့မဆက်ထားမယ်ဆိုလို့ရှိရင်တော့ဒါဟာကျွန်တော်အနေနဲ့ပိုင်ရှင်နေနဲ့ပတ်သက်လို့အတင်းကိုဥဆောင်နေတဲ့လူတွေနဲ့ပတ်သက်လို့ကတော်တော်ကြီးကိုကျွန်တော်မေးခွန်းထုတ်စရာတွေဖြစ်ကုန်ပြီကျွန်တော်စိတ်ပူရမယ့်အနေထားတွေကျွန်တော်ရောက်ကုန်ပြီကိုအတင်းကိုတမင်ဆွဲချဖို့မြန်ရောက်လာသလားပေါ့နော်Eric Ten Hag ရဲ့လက်ထက်ကျွန်တော်တော့4မဝင်လို့ကျွန်တော် Eric Ten Hag ကိုကျွန်တော်ဖြုတ်တယ်။ Oligana Social လက်ထက်ကျွန်တော်တော့4မဝင်လို့ကျွန်တော်ဖြုတ်တယ်။ Mourinho လက်ထက်ကျွန်တော်တော့4မဝင်လို့ကျွန်တော်ဖြုတ်တယ်။ဖြုတ်လိုက်တဲ့ကာလတွေပြောတာနော်။ဒါတော့မှ Eric Ten Hag ဆိုလို့ရှိရင်အဆင့်3နဲ့ယာယီသိမ်းမှုတယ်။ Oligana Social အဆင့်2နဲ့ယာယီသိမ်းမှုတယ်။ Jose Mourinho အဆင့်2နဲ့ယာယီသိမ်းမှုတယ်။ရှေ့နီးပြတွေကျွန်တော်တို့ Manchester United မှာထုတ်ပယ်လာတဲ့နီးပြတွေကိုကျွန်တော်ကြည့်ရင် Champions League ဝင်ခွင့်ပုံမှန်မရလို့ကျွန်တော်ထုတ်ကြတာ။အခုလက်ရှိ Amorim နဲ့ Sergeant Radcliffe တို့လက်အောက်ကြမှာပဲငါတို့ကအဆင့်30လောက်ရလဲပဲအဆင်ပြေသေးတယ်ဟေ့ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေပြီဒါဟာလုံးဝအဆင်မပြေတော့ဘူးအဲ့တော့ကျွန်တော်တို့ Manchester United အနေနဲ့အထူးသဖြင့်ပေါ့နော် Sergeant Radcliffe တို့အနေနဲ့အပြောင်းလဲဒီမလုပ်လို့ကျွန်တော်မရဘူး Sunderland နဲ့ပွဲမှာရှုံးရင်တောင်မှထုတ်ဖို့မရှိဘူးဆိုတာမျိုးကမဟုတ်ပါစေနဲ့လို့ပဲကျွန်တော်မျှော်လင့်နေအဲ့ဒီ information ကမှန်မှန်ပါစေနဲ့လို့ကျွန်တော်မျှော်လင့်နေကျွန်တော်တို့က Sunderland နဲ့မပြောနဲ့ဗျာဘန်လီနဲ့ပွဲပြီးကြတဲ့ကကျွန်တော်တို့နိုင်နေတာနော်ဘန်လီနဲ့ပွဲပြီးကြတဲ့ကကျွန်တော်ဖြုတ်ရမှာဖြုတ်မလာဘူးကျွန်တော်တို့အတင်းတောင်ရှိတွေဘိုင် data ကိုကြည့်ပြီးတော့ဆက်ပြီးတော့ထားတင်တယ်လို့ငါတို့ယုံကြည်နေကြတယ်သူတို့ကတော့ data တွေရဆိုလို့တချို့ data တွေရပါတော့တိုးတက်မှုတွေရှိနေတဲ့အတွက်သူတို့ကတော့ဒါနေရာဆက်ပေးတင်နေရတယ်သူတို့အချိန်ဆက်ပေးတင်တယ်လို့သူထင်နေပေါ့ဒါပေမဲ့ကျွန်တော်ကအလုပ်ဖြစ်တဲ့အရာလေးတွေပဲရွေးပြီးကြည့်လို့မရဘူးအလုပ်မဖြစ်တဲ့အရာတွေပဲကျွန်တော်ကြည့်ရမှာထားပါတော့ဗျာဟာသူတို့ကြည့်တဲ့ data တွေကနော်သူတို့ကြည့်တဲ့ data တွေကဟို editor ဟာလက်ထက်တုန်းက editor ဟာရဲ့နောက်ဆုံးရာသီတုန်းကတော့ဟေးနော်တပွဲကိုပြိုင်ဘက်ကငါတို့ကိုအကြိမ်20လောက်ကန်နေတာခံလို့ငါတို့တွေထုတ်လိုက်တယ်အမ်မိုရင်လက်အောက်မှာကျန်တဲ့ data တွေကအသုံးနာမကြတာနော်ငါတို့တပွဲမှာကန်ချက်ငါတို့ကိုကန်ခံရတဲ့အကန်ချက်ကအလုံးစုံရှိ12ကြိမ်ပေါ့ဆိုတဲ့အနေထားဒါဆိုတိုးတက်လာတာအဲ့ဒီတော့ကျွန်တော်တို့အဲ့ဒါလေးကိုကြည့်ပြီးတော့တန်ဟလက်ထက်တုန်းကထက်တော့ကောင်းလာတယ်ဟေးငါတို့ပြိုင်ဘက်ကငါတို့ဂိုးပေါက်ကိုကန်တဲ့အကြိမ်ကြီးနဲလာတယ်ဟေးငါတို့ဆက်ထားတင်တယ်လို့ကျွန်တော်တွေးတာလားအလုပ်ဖြစ်တဲ့အရာလေးတွေပဲကျွန်တော်တွေးပြီးတော့ဒီနီးပြတယောက်ရဲ့အနာဂတ်ကြီးကိုကျွန်တော်ခြုံငုံသုံးသပ်ကြည့်လို့မရအကုန်လုံးကိုကျွန်တော်ကြည့်ရမှာအကုန်လုံးကိုကြည့်နေတဲ့အချိန်မှာတိုးတက်တဲ့အရာတွေအများကြီးရှိနေပြီးတော့တချို့တိုင်ပတ်တဲ့အရာတွေလောက်ကနေတစင်ကျွန်တော်ကရက်လက်တွေကောင်းမနေရတာဆိုရင်တော့တမျိုးအခုကကျွန်တော်မဟုတ်ဘူးကျွန်တော်တိုက်စစ်မှာဂိုးတွေမသွင်းနိုင်ဘူးပြီးခဲ့တဲ့ရာသီကတိုက်စစ်မှာကျွန်တော်ဂိုးတွေမသွင်းနိုင်ဘူးဆိုတော့အခုလက်ရှိနွေရာသီပြောင်းရွှေ့မှာကျွန်တော်နွေရာသီပြောင်းရွှေ့တုန်းကကျွန်တော်တန်း300လောက်နီးပါးကျွန်တော်အသုံးပြုခဲ့ပြီးတော့တိုက်စစ်300စလုံးကျွန်တော်လဲတယ်ကျွန်တော်ဘောနော်ဖူးဗာလဲဒီဂိုးသမားတယောက်ကျွန်တော်ပြောင်းလဲလုပ်တယ်တိုက်စစ်ကကျွန်တော်ဂိုးကမရဘူးကျွန်တော်โอเคအဲ့ကြံတိုက်စစ်ကိုကြည့်မယ်အတင်းတောင်ရှိတယ်ပါကငါတို့ကအချိန်20လောက်ဂိုးပေါက်ကန်နေတာကွာဒါတိုးတက်လာတာပဲအဲ့ဒီတန်ဟာလက်ထက်တုန်းကအဲ့လိုမဟုတ်ဘူးကစားမားတွေမကောင်းလို့ဂိုးပဲမရတာဂိုးရပြီဆိုတာနဲ့ငါတို့ကနိုင်မှာဟဲ့လို့ကျွန်တော်ကြည့်တယ်လားကျွန်တော်အဲ့လိုကြည့်လို့မရဘူးငါတို့ဂိုးပေါက်ကန်သွင်းမှုတွေအများကြီးရပြီးတော့ဂိုးမရဘူးကွာဒါကစားမားတွေကြောက်ပဲကျွန်တော်ပြောလို့မရဘူးကျွန်တော်ကန်လိုက်တဲ့တပွဲကျွန်တော် Manchester United တိုက်စစ်ကပြိုင်ဘက်ကိုကန်တဲ့ဂိုးပေါက်ကန်သွင်းမှုအချိန်အရေးအတွက်20ရှိတယ်အဲ့ဒီ20ထဲမှာ quality ကန်ချက်ဘယ်နှကြိမ်ပါတယ်လဲအပိုင်အခွင့်အရေးဖြစ်နိုင်တဲ့အခြေအနေမျိုးတွေကိုကစားမားတွေအသုံးမချနိုင်ကြတာဘယ်နှကြိမ်ပါတယ်လဲကျွန်တော်စဉ်းစားကြည့်မရှိဘူး quality ကန်ချက်ကအချိန်20ကန်မှတစ်ချက်လောက်ပဲကျွန်တော်ရှိတာတစ်ကြိမ်လောက်ပဲကျွန်တော်ရှိတာဒါဆိုလို့ချင်းကန်ချက်များတယ်ဟိဆိုတာကြီးကိုကျွန်တော်တို့ကရန်တန်ပြောလို့မရတော့ဘူးဘာကြောင့်ငါတို့ကန်ချက် quality တွေနည်းနေရတယ်လဲ quality ကန်ချက်တွေရှိမရှိပေါ်မှာမူတည်ပြီးတော့ငါတို့အသင်းကဘလူးကစားလို့နော်တိုက်စစ် pattern တွေမှာဘလို့သွားလို့ငါတို့ quality ကန်ချက်တွေကနည်းနေရတာတုံးဆိုတာတွေကိုကျွန်တော်ကြည့်ရတော့မှာဒါဆိုရင်နီးပြရဲ့နီးစနစ်ပိုင်းတိုက်စစ် play pattern တွေပေါ်လာပြီဒါဆိုလို့ချင်းအခြေအနေမကောင်းဘူးဆိုတာကျွန်တော်သိရမှာ
ငါတို့ကတော့တိုက်စစ်မှာဗနင်ချိန်ကန်းနေလို့ကွာကစားမားတွေကညံ့နေတာမဟုတ်ရင်နိုင်ပြီငါတို့တွေးလို့မရဘူးဒီတိုင်းပဲဆိုတော့လက်ရှိနီးပြအမိုရင်ရဲ့လက်အောက်မှာအဲ့ဒီတန်ဟာလက်ထက်တုန်းကလည်းတွတ်တက်လာတာသူတို့ဘာရှိမလဲပြိုင်ဘက်ကကိုဂိုးပေါင်းကိုကန်သွင်းတဲ့အကြိမ်ကြီးအတွက်ကျွန်တော်ခွင့်ပြုရတာနဲလာတယ်ဒါပဲခန်းစစ်မှာအဲ့ဒီတန်ဟာထက်ပုံတုံးကထက်ပိုကောင်းတဲ့ခန်းစစ်ကိုကျွန်တော်မတွေ့ရဘူးအခုလောက်ရှိ6ပွဲကစားထားတဲ့နေရာမှာကျွန်တော်7ဂိုးပေးထားရတယ်တိုက်စစ်ဆွမ်းဆောင်ရေးကျွန်တော်တူးတက်မလာဘူးတန်း300နီးပါးကျွန်တော်တုံထားတယ်တိုက်စစ်မှာကွင်းလေဆွမ်းဆောင်ရေးကျွန်တော်တူးတက်မလာဘူးကစားပုံတွေကျွန်တော်တူးတက်မလာဘူးဒါပဲကျွန်တော်တို့မှာเนาะပြောင်းလဲသွားတာနောက်တစ်ခုဘာရှိမလဲ formation ပဲကျွန်တော်ရှိတယ်ဘာမှကျွန်တော်တို့နေပိုကောင်းလာတယ်ဆိုတော့မခံစားရဘူးတန်ဟလက်ထက်တုန်းကတဲ့ဒါကြောင့်အခြေအနေတွေကမဟန်ဘူးဒါကြောင့်အသင်းအနေနဲ့အမိုရီကိုဆက်ထားခြင်းနဲ့ဆိုတဲ့ကျွန်တော်ဘောနော်ရည်ရွယ်ချက်ကလေးတစ်ခုနဲ့တင်အလုပ်ဖြစ်ပါတယ်ဆိုတဲ့ data နည်းနည်းလေးကိုကျွန်တော်တို့ကြည့်လို့မရဘူးအကုန်လုံးကိုကျွန်တော်ကခြုံကြည့်ရမှာဗျာသိလားအကုန်လုံးကိုကျွန်တော်ခြုံကြည့်ရမှာဆိုတော့ဘောနော်ဟိုအခြေအနေကကျွန်တော်ကြည့်ရင်လက်ရှိ Lorry တို့ဘာလို့ပြောထားတဲ့ဒီ Athletic က podcast မှာပြောထားတာတော့ Manchester United က Sunderland နဲ့ပွဲမှာရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့မှအမိုရင်ကိုထုတ်ပယ်ဖို့မရှိဘူးဆိုတော့ဒါဟာကျွန်တော်တို့စိတ်ပူစရာကြီးပါခုနကကျွန်တော်ပြောသလိုပဲပိုင်ရှင်တွေဒီအချိန်ကြီးမကောင်းရင်ရောင်းချခဲ့ပလိုက်လို့ရတယ်နီးပြတွေဒီအချိန်ကြီးမကောင်းရင်ထုတ်ပယ်လိုက်ပြီးတော့သူတို့တွေရော်ကြီးတွေပါနေတယ်သူတို့ထွက်သွားကြတော့မယ်အကုန်ဒုက္ခရောက်ပြီးတော့ကြံခဲ့ရမှာက Manchester United ပဲနော်ဒုက္ခရောက်ပြီးတော့ကြံခဲ့ရမှာ Manchester United ပဲခင်ဗျားတို့ကျွန်တော်တို့ကဒီအသင်းပေါ်မှာစိတ်နေထားရတာပရိသတ်တွေပဲဒုက္ခရောက်ကြံခဲ့မယ်အသင်းကြီးပဲဒုက္ခရောက်ကျွန်တော်ကြံခဲ့ရမှာကြံတဲ့သူတွေကဖုတ်ဘက်ကထွက်သွားလို့ကျွန်တော်ရတယ်အပြောင်းလဲတွေလုပ်ပလိုက်လို့ရတယ်ဒုက္ခရောက်နေရမှာဒီအသင်းကြီးပဲဆိုတော့လက်ရှိစာဂျင်ရက်ဂလစ်ဘက်ကဒီလိုလုပ်တယ်ဆိုတာကလည်းသူဆုံးဖြတ်ချက်တွေမှားတယ်ဆိုတာကြီးကိုမပေါ်စေချင်တာနဲ့သူကအမိုရင်အလုပ်ဖြစ်ပါစေဆူတောင်းပြီးတော့သူဆက်ထားနေတာတကယ်အလုပ်ဖြစ်မယ်လို့သူယုံကြည်လို့ဆက်ထားတာမဟုတ်ဘူးစန်တာဝါဝါနဲ့သူဆက်ထားနေတာဆိုတော့ဆန်ဒလန်နဲ့ပွဲမှာလည်းရှုံးခဲ့ရင်ကျွန်တော်တို့ကအမိုရင်ကိုထုတ်ပယ်ဖို့မရှိဘူးဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်